မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်။ Tista May YouTube Channel နဲ့ Mayview Facebook အကောင့်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့ညရဲ့10:30မှာဆိုလို့ရှိရင်တော့ Mayview တို့ရဲ့ချစ်လာစွာသော Manchester United နဲ့ Mr. Ryan ကိုင်နဲ့ Leicester အသင်းတို့ရဲ့ပွဲစဉ်လေးရှိပါတယ်ရှင်။ဒီနေ့ညပွဲစဉ်လေးကိုသုံးသပ်ပေးရမယ်ဆိုလို့ရှိရင်တော့Leicester အသင်းဟာ Mr. Ryan လက်ထက်မှာဆိုလို့ရှိရင်သူတို့အသင်းရဲ့အခြေအနေဟာဆိုးရွားလာတယ်လို့ခန်းစားရပါတယ်ရှင်။ Leicester အသင်းရဲ့နောက်ဆုံး Premier League 73ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်12ပွဲတိတိရှုံးနေထားတာကိုတွေ့ရပါတယ်ရှင်။တစ်ဖက်အသင်းဖြစ်တဲ့ Manchester United အသင်းကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီရက်ပိုင်းမှာပဲ Europa League ကနေပြီးတော့ကွာတာကိုတဆင့်တက်သွားတဲ့ Manchester United တို့ဟာစိတ်သက်ကြံ့ခိုင်နေတဲ့အချိန်စိတ်သက်တက်ကြနေတဲ့အချိန်လည်းဖြစ်တယ်ပြီးတော့ရလက်ကလေးတွေကလည်းကောင်းလာတဲ့အနေအထားတစ်ခုလည်းဖြစ်ပါတယ်ရှင် Manchester United ကဒီရာသီတွေ့ဆုံမှု3ချိန်အပါအဝင် Leicester နဲ့တွေ့ဆုံမှု5ချိန်စလုံးမှာလည်းဂိုးပြတ်နဲ့ Manchester United ကအနိုင်ရရှိထားတာကိုတွေ့ရပါတယ်ရှင်အဲ့လိုပဲအနိုင်ရရှိနေတဲ့ Manchester United ဟာဒီနေ့ညရဲ့ Power Game မှာလမ်းလျှောက်ပြီးတော့အနိုင်တက်နိုင်တဲ့အခြေအနေတစ်ခုဖြစ်တာကြောင့်ဒီနေ့ညရဲ့ပွဲစဉ်လေးကိုမေပြိုကတော့ Man U Body လို့ခံမှန်းထားပါတယ်ရှင်။ဒါကြောင့်ဒီနေ့ညရဲ့ပွဲစဉ်လေးဟာဘယ်လိုရလဒ်ကလေးတွေထွက်လာမလဲဆိုတာကိုမေပြိုနဲ့အတူတူစောင့်ကြည့်လိုက်ရအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။